မင်္ဂလာပါရှင်ကျမတို့ဒီနေ့မိုးရသီးလေးရောက်ပြီးဖြစ်တဲ့အတွက်တုပ်ကွေးရဲကတွေကညတော့ဖြစ်တတ်ပါတယ်ဒါကြောင့်မလို့တုပ်ကွေးယောဂနဲ့ပတ်သက်ပြီးတော့အသိပညာပေးနိုင်ဖို့အတွက်မြို့နယ်တိုင်းရင်းဆေးဌာနကိုဖိတ်ကြားပြီးတော့တိုင်းရင်းဆေးနဲ့တုပ်ကွေးယောဂကာကွယ်ရေးအသိပညာပေးတော်ရှုအားရိုက်ကူးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့ပြန်ကြားရေးနေပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီးရာရှိတော်တင်တင်မဲ့ဖြစ်ပါတယ်ရှင်ဆီယာမရဲ့အမည်နဲ့ရာထူးအမည်ကိုလည်းမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ကျမကတော့တာစီမြို့နယ်တိုင်းရေးစေကူးဌာနကမြို့နယ်တိုင်းရေးစေမှုဒေါက်ခင်မြင့်မွန်ဖြစ်ပါတယ်ရှင်ဆီယာမရှင်ဒီပထမဦးစွာတုပ်ကွေးယောဂဆိုတာဘယ်လိုအရာပါလဲဆိုတာကိုလည်းတုပ်ကွေးယောဂရဲ့အတိတ်ပဲလေးကိုသိရှိအောင်ဆွေးနွေးပေးစီကြပါရစေရှင်ဟုတ်ကဲ့ပါရှင်တုပ်ကွေးယောဂဆိုတာမြန်မာတိုင်းရေးစေပညာအလို့ရာတုပ်ကွေးယောဂဆိုတာအာဘောအာဘန္ဒနာအပတ်ဖွဲ့အားကြီးပြီးတော့အုံနာတေဇောအကျဉ်းကြတဲ့အဖျားမျိုးဖြစ်စေတဲ့ယောဂတစ်မျိုးဖြစ်ပါတယ်ရှင်။ရုပ်တရက်ဖြစ်ပေါ်တဲ့အဖျားမျိုးဖြစ်ပြီးတော့ရာသီအကူးပြောင်းနေမှာများသောအားဖြင့်ဖြစ်ပါတယ်။တုပ်ကွေးယောဂခံစားရတဲ့သူဟာပဇွန်တုပ်ကွေးကဲ့သို့ကွေးနေလေရှိသောကြောင့်ရေဘူးရအားဖြင့်တုပ်ကွေးဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။နောက်တိုင်းဆေးပညာအရတုပ်ကွေးယောဂဟာကူးစက်မြန်တဲ့ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်ပါတယ်ရှင်။ဒုတိယမေးခွန်းအနေနဲ့ကြတော့ဒီတုပ်ကွေးယောဂဖြစ်လာလို့ရှိရင်ဘယ်လိုလက္ခဏာတွေဖြစ်ပေါ်တယ်ဆိုတာကိုလည်းပြည်သူတွေသိရှိအောင်ဆွေးနွေးပေးစေချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်တုပ်ကွေးယောဂရဲ့လက္ခဏာတွေကတော့ကိုယ်လက်ကိုက်ခဲပြီးတော့ဥကောင်းအလွန်ကိုက်ခဲခြင်းကိုပူခြင်းချမ်းခြင်းစီးဝမ်းလေချုပ်ခြင်းနှာချေဆက်ခြင်းနှာရည်ယိုခြင်းချောင်းဆိုးခြင်းမလှုပ်ခြင်းမကိုင်ခြင်းဖြစ်ပြီးတော့ကိုယ်လက်မအိမ်မသာဖြစ်ခြင်းလို့ဖြစ်ပါတယ်ရှင်တုပ်ကွေးယောဂကနေပြီးတော့မှကင်းဝေးစေရန်အတွက်ကာလအထနဲ့ကံမတို့ကိုညီညွတ်မြတ်တာစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ပါတယ်ရှင်ဒီတတိယမေးခွန်းအနေနဲ့ဆရာမရှင်တုပ်ကွေးယောဂဖြစ်လာလို့ရှိရင်ဒီဆောင်ရွက်ရမယ့်အချက်တွေကဘာတွေလဲဆိုတာလည်းသိရှိအောင်ဆွေးနွေးပေးစေချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်တုပ်ကွေးယောဂဖြစ်လာလို့ရှိရင်ဆောင်ရွက်ရန်အချက်တွေကတော့ရာသီဥတုအေးလို့ရှိရင်နှွေးထွေးတဲ့အဝတ်စားတွေဝတ်ဆင်တာချွေးထက်လို့ရှိရင်ခြောက်အောင်တုပ်ပြီးတော့ခြောက်သွေးတဲ့အဝတ်စားတွေကိုလဲလဲဝတ်ဆင်တာမိုးရွာတဲ့အချိန်မှာအုတ်ထုပ်တွေမိုးကာထီစတာတွေကိုအသုံးပြုတာတွေမိုးမိလို့ရှိရင်လည်းခြောက်အောင်တုပ်ပြီးတော့နှွေးထွေးတဲ့အဝတ်စားတွေကိုဝတ်ဆင်တာအချိန်အခါမဲ့ရေချိုးခြင်းတွေကိုရှောင်ကျဉ်တာအဲ့ဒီအချက်တွေကိုဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်အထာအစားစာမီဝဲခြင်းဆိုတဲ့နေရာမှာကြက်သဟင်းရွက်ဂျင်းကြက်သွန်ဖြူဒန်းတလွန်ရွက်ဗရက်စာရှောက်ရွက်အုံရှိရွက်ဗတဲကောရဲယိုသည်ရဲယိုရွက်ဇီးပြူသည်ဖန်ကားသည်တစ္စိန်သည်အဲ့လိုသည်အသီးရွက်တွေနောက်တော့ဆံပြုတ်တို့စွပ်ပြုတ်တို့အစာကြက်လွယ်တဲ့ငါးဆံပြုတ်တို့ကြက်ဘဲသားစွပ်ပြုတ်တို့ကြက်သားစွပ်ပြုတ်တို့ကြာစဟင်းကားတို့ရခိုင်မုတ်ဒီတို့အဲ့လိုအစားအစာမျိုးလေးတွေလည်းစားလို့ရပါတယ်နောက်ပြီးတော့ကျွဲကောသီးလိုလိမ္မော်သီးကပလာသီးအစာရှိတဲ့အရေရွှမ်းတဲ့အသီးနှံတွေကိုလည်းစားတော့ပေးလို့ရပါတယ်ရှင်နောက်အမဲသားနှက်တို့စိတ်သားနှက်တို့လည်းနူးနှက်အောင်ချက်ပြီးတော့စားသုံးပေးလို့ရပါတယ်ရှင်ဆက်လက်ပြီးတော့ရှောင်ကျဉ်ရမယ့်အစားတောက်တွေအနေနဲ့ကတော့ဤချိုဖန်ရတာရှိတဲ့အစားအစာတွေဖြစ်တဲ့ဥပမာရွှေဖျုံသီးလိုတခွားသီးလိုတဖန်းသီးလိုရတာရှိတဲ့အစားအစာတွေကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်။နောက်လက်လုံချင်တွေမလက်ဆက်တဲ့အသားငါးတွေကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ကြည်ကြက်ခဲသောအစားအစာတွေကိုလည်းရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ကံမပြုမှုကျင့်ကြံခြင်းအနေနဲ့ကတော့လိုက်နာကျင့်သုံးမှုရန်အတွက်ဆိုရင်နာချေချောင်းဆိုလို့ရှိရင်လက်ကင်ပေါ်ကိုအသုံးပြုရမှာပါလေကောင်းလေတန်းရတဲ့နေရာအလင်းရောင်ရတဲ့နေရာတွေမှာနေထိုင်ရပါမယ်စိတ်ရေးချမ်းသာစွာအပန်းဖြေအနားယူရပါမယ်နေ့စဉ်ရင်နွေးဝတ်နဲ့ခန္ဓာကိုယ်ကိုတိုက်ပေးရပါမယ်တကူရည်တန်ရှင်းရေးကိုဂရုစိုက်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ရှင်ကဲမှာနောက်ထပ်ရှောင်ကျဉ်ရမယ့်အချက်လေးရှိပါသေးရဲ့ရှင်ရှောင်ကျဉ်ရမယ့်အပြုအမူလေးတွေကတော့မိုးဆူခံခြင်းအေးမိခံခြင်းကနေရှောင်ကျဉ်ရပါမယ်လူစုလူဝေးပွဲလန်းသဘင်တွားရောက်ခြင်းကနေရှောင်ကျဉ်ရပါမယ်ရှင်လူထူတတ်တဲ့နေရာတွေတွားရောက်ခြင်းကနေလည်းရှောင်ကျဉ်ရမှာဖြစ်ပါတယ်နောက်တုပ်ကွေးယောဂရှိတဲ့သူနဲ့အတူနေထိုင်ခြင်းကလည်းရှောင်ကျဉ်ရမှာဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ဆရာမရှင်ဒီတုပ်ကွေးယောဂမဖြစ်ပွားစေဖို့အတွက်ဒီကြိုတင်ရမယ့်နီးလန်းနေရာပါနေလဲဆိုတာကိုလည်းသိရှိအောင်ဆွေးနွေးပေးစီကြပါနဲ့ရှင်ဟုတ်ကဲ့ပါရှင်တုပ်ကွေးယောဂမဖြစ်ပွားဖို့ရာအတွက်ကွန်းရွက်သတ္ထုရည်ရဲ့ဂျင်းပြုတ်ရည်ရဲ့စားရူရောပြီးတော့စားနှဲငယ်ထည့်ပြီးတော့တစ်ခါတောက်လို့ရှိရင်ထမင်းစားတဲ့ဇွန်းနဲ့တဇွန်းစာတစ်နေ့ကို3ချိန်9ရက်ဆက်ပြီးတော့တောက်ပေးရပါမယ်ရှင်ကလေးသူငယ်တွေနှာစေးချောင်းဆိုးခြင်းမဖြစ်စေရန်အတွက်ကိုလည်းပေ